တင်ဆက်ပေးမယ့်တဲ့ငါတော့ရွှေကောက်ပွဲသမ္မတမှုတွေကြောင့်အာဏာသိမ်းခဲ့ရတာဖြစ်တယ်လို့ယာယီသမ္မတပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရွှေကောက်ပွဲမတမာမှုတွေဟာနိုင်ငံအတွင်းမှာကြီးမားတဲ့ပဋိပက္ခတွေဖြစ်လာနိုင်တဲ့လာရကိုရောက်လာတာကြောင့်နိုင်ငံတော်အာဏာကိုရောက်ထွန်းခဲ့တာဖြစ်တယ်လို့ဂီနီပြည်သူစစ်တပ်ကောင်ဆောင်အဖြစ်ကနေယာယီသမ္မတတာဝန်လွှဲပြောင်းရယူခဲ့တဲ့ဗိုလ်ချုပ်မှုကြီးဟော်တာအင်နာရီကပြောကြားလိုက်ပါတယ်။ဂီနီပြည်သူသမ္မတအောင်အမ်ဘာလိုနဲ့အဓိကတိုက်ခိုင်တို့ကြားမှာရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေမြင့်တက်လာပြီးတဲ့နောက်မှာစစ်တပ်ကအာဏာရယူလိုက်တယ်လို့ကြေညာလိုက်တာဖြစ်ပါတယ်။ဂီနီပြည်သူသမ္မတဟောင်းအမ်ဘာနိုကတော့အိမ်ကြီးကျေးစီနီကောနိုင်ငံကိုလေယာဉ်တစ်စင်းနဲ့ထွက်ပြေးခေါ်လုံခဲ့လို့သိရပါတယ်။ဗိုလ်ချုပ်ကြီးဟော်တာအင်နာအေကရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြားမှာဖြစ်ပေါ်လာတဲ့အမြင်မတူမှုတွေကနိုင်ငံအနာဂတ်အတွက်စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့်နိုင်ငံတော်တည်ငြိမ်ရေးအတွက်အာဏာကိုလွှဲပြောင်းရယူခဲ့ရဖြစ်ပြီးအသွင်ကူးပြောင်းမှုတွေကိုအကောင်းဆုံးဖော်ဆောင်နိုင်အောင်ကြိုးပမ်းသွားမယ်လို့ပြောကြားခဲ့ရပါ။ဂီနီပြည်သူနိုင်ငံဟာပေါ်တူဂီစီကလွတ်လပ်ရေးရခဲ့တဲ့1984ခုနှစ်နောက်ပိုင်းမှာစစ်တပ်ကအာဏာသိမ်းမှုတွေမကြာခဏဖြစ်ပွားတဲ့နိုင်ငံဖြစ်ပါတယ်။ဒီသတင်းကိုတော့ငြိမ်းချမ်းစွာပြပို့လာပါ။